မနေ့ကိုညက်တန်လေးတွေလီတိုက်တန်လေးနဲ့ကျွန်တော်အိယာထားပါပြီအိယာမလို့ချင်းပါပဲကျွန်တော်သွားပြစ်တဲ့နေရာလေးကတော့ဖျားခံဖြစ်ပါတယ်ဖျားခံမှာကျွန်တော်မြတ်စွာဘုရားရဲ့မျက်တော်အယူဆုံးခိုက်ပါတယ်ပြီးရင်ဖျားခံမှာနောက်ထပ်သဘောကျတဲ့အချက်ကဖျားเจ้าဆောင်ရဲ့ဘေးနားမှာဆိုလို့ရှိရင်မှန်ပြင်းပေါက်အကြီးကြီးထားပြီးတော့ပင်တရားရွှေဦးဝင်နိုင်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒီပြင်းပေါက်ကဘေးနားကနေပြီးတော့တကားပေါက်ကိုဖွင့်ပြီးသွားလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ရန်နာကိုရောက်မှာဖြစ်ပါတယ်ရန်နာနေပြီးတော့လည်းဒီ view ကိုခလောက်ပါရင်မြင်ရပါတယ်ဒါကြောင့်အရင်သဘောကျတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်ချင်းအိမ်မှာဆိုလို့ရှိရင်လည်းဒါနောက်ဖွေးဥယျာဉ်လေးကိုမြင်ရတယ်ပြီးရင်ခေါင်းရင်ပေါ့ခေါင်းရင်ဘက်အချမ်းမှာဆိုလို့ရှိရင်တရက်ပွင့်နေမကြခင်တည်းတီးပါတော့မယ်ကျွန်တော်ခြံစည်းရိုးကနေအမှန်ကူလို့ရပါတယ်ပြီးလို့ရှိရင်ကျွန်တော်အိမ်မှာလည်းအပင်လေးတွေတော့ကျွန်တော်စိုက်ထားတယ်တချို့ဆိုလို့ရှိရင်မိချမစိုက်ရသေးပါဘူးတီးပင်စားပင်တွေတော့ကျွန်တော်အခုတော့ဝယ်ပြီးစိုက်ထားပါတယ်ဒါဆိုလို့ရှိရင်ခိုင်ချိုးစိုက်ထားတဲ့ပိုးစာတီးပင်မှာနည်းနည်းလေးနဲ့တီးနေပါတယ်ပြီးရင်အိမ်မှာကျွန်တော်နှင်းစီပန်းတို့ပြီးလို့ရှိရင်စပယ်ပန်းပေါ့စိုက်ထားတယ်ပြီးတော့လို့ရှိရင်ဒါဆိုလို့ရှိရင်ဒေတာမျိုးလိမ္မော်တီးပင်မှာပြီးလို့ရှိရင်ဒါကတော့ပယုတ်ပန်းပင်ဖြစ်ပါတယ်ပြီးရင်ဒါကတော့အစိလွတ်တန်ပြာပါဒါလည်းမြေချမဆိုင်ရသေးပါဘူးပြီးရင်ကျွန်တော်ပိန်းနေသည့်အနီပဲရှိမယ်ပြီးတော့လို့ရှိရင်ကီလိုမီတာကရှိမယ်ပြီးတော့လို့ရှိရင်ဒါတော့ဖူးပင်ဖြစ်ပါတယ်တခြားပင်တွေလည်းထပ်ဆိုင်အောင်ပါဆိုတော့ကြတော့ကျွန်တော်ဗီဒီယိုနဲ့ထပ်လာမှာဖြစ်ပါတယ်